အလုံးပိုင်းမင်္ဂလာပါလို့ကျေဆိုလိုက်ပါတယ်ဗျာဒီဗီဒီယိုမှာတော့ဒီဂိုက်မနကအကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒီဂိုက်မနကဒီပြောဖိုင်မှာပေါ်တဲ့ contact ဘိုတက်ရှယ်ဂိုက်မနကဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့ဒီပြောဖိုင်မှာပေါ်တဲ့ contact ဘိုတက်ရှယ်ဂိုက်မနကတော့ဒီကိုယ့်ရဲ့အကောက်အတွက်ပေါ့နော်ဗီဒီယိုတွေကောက်ွယ်ပေးအောင်တည်သက်ပေါ့နော်သူကတော့ဗီဒီယိုတွေကိုload down ရှာခိုင်းလို့ရတယ်ဘယ်လိုလောက်လို့ရတယ်ဗီဒီယိုဖြစ်ခိုင်းလို့ရတယ်ပေါ့နော်တကယ်လို့မဖြစ်ဘူးဆိုလို့ရှိရင်သူရဲ့ဗီဒီယိုကိုဒီအနေအဝါထိလို့ရတယ်ပေါ့နော်ကိုကဒီလိုလောက်လို့ရတယ်ဒါမှမဟုတ်လို့ချင်လေပဲဒီ Facebook automatic ဖြစ်ခိုင်းလို့ရတယ်ပေါ့နော်အဲ့ဒါကိုတော့ဘယ်ဖိုင်မှာပေါ်တာဖြစ်တဲ့အတွက်သူကတော့ဒီ contact ဘယ် dash လို့တုံးတယ်ပေါ့နော် contact ဘယ် dash ပေါ့နော်ကိုယ့်ရဲ့ contact တွေကိုကာကွယ်တယ်ကိုယ့်ရဲ့ mobile layer ကိုကာကွယ်တယ်ကိုယ့်ရဲ့ video ကိုကာကွယ်တယ်ပေါ့နော်ဒါကတော့ဘယ်ဖိုင်အတွက်ဖြစ်ပါတယ်ဒုတိယရိုက်မှနကတော့ bit အတွက်ပေါ့နော်သူကတော့ဒီရိုက်မှနကလို့ပဲတုံးတယ်ရိုက်မှနကလို့ပဲခေါ်တယ်ဒီသူရဲ့ထူးခြားချက်ကတော့ဒီautomatic လာပြီးတော့ပေးတာမျိုးမဟုတ်ဘူးကိုကနေပြီးတော့ဖောင်တယ်ပြီးတော့သွားရှောက်ရတယ်အဲ့လိုရှောက်ပြီးမှဒီ app ကိုပေးပြီးမှပေါ့နော်ကိုကအဲ့ဒါကိုပိုက်ဆိုင်ခွဲရတယ်တကယ်လို့ဒီပေးရိုက်မှနကပေါ်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ mobile video တွေကိုကာကွယ်လို့ရတယ်ကိုကရွေးရှည်ပိုင်ခွဲရှိတယ်ကိုကရွေးရှည်လို့ရတယ်ပို့ပြီးတော့အဆက်မြစ်တယ်လို့ဆိုလိုတာပေါ့နော်ကိုယ့်ရဲ့ video ကိုတကယ်လို့တူတယောက်ကယူသုံးတယ်ဆိုလို့ရှိရင်အဲ့ဒီ view လေးပဲကောင်းတယ် follower လေးကောင်းတယ်ဆိုလို့ရှိရင်အဲ့ဒီယူသုံးတဲ့လူနဲ့ညှိလို့ရတယ်တကယ်လို့အဲ့ဒီယူသုံးတဲ့လူကအညစ်မခံဘူးဆိုလို့ရှိရင်အဲ့ဒီပိုက်ဆံကိုကိုကသိမ်းလို့ရတယ်ကလိန်လို့ရတယ်ကိုကယူလို့ရတယ်ပေါ့နော်ဒါမူပိုင်ခွဲကိုထိမ့်သိမ့်ဖေးထားတဲ့ပေးမှာဆိုလို့ရှိရင်ဒီတန်ဖိုးကြီးတဲ့တန်ဖိုးများတယ်ပေါ့နော်ကိုအတွက်ဒီအဖို့မဖြတ်နိုင်တဲ့အတွက်ရိုက်မှနကဒီပေးမှာဆိုလို့ရှိရင်ပို့ပြီးတော့အဆက်မြတ်တယ်ပို့ပြီးတော့တန်ဖိုးရှိတယ်ပေါ့နော်ရိုက်မှနကအဲ့လိုနှမျိုးရှိတာဖြစ်ပါတယ်အဲ့တော့ဒီ content production ဆိုတာဘယ်ဖိုင်မှာပေါ်တဲ့ရိုက်မှနကအဲ့တော့မ production ပေါ့နော် content production ရိုးတန်တန်ကာကွယ်ပေးတယ်ရိုးတန်ဒီ Facebook ဘယ်ဖိုင် professional desktop ပြောင်းထားတဲ့အကောင့်တွေမှာပေါ်တာကို content production လို့ခေါ်တယ်ပေါ့နော်ဒီရိုက်မှနကလို့သုံးတယ်ဒီရိုက်မှနကတော့ဒီ original ရိုက်မှနကပေါ့နော်သူကတော့ဘစ်အတွက်တည်တာဖြစ်ပါတယ်ရှိမှပြောသလိုပဲကိုပိုင်ဖန်တီးရတယ်ကိုပိုင်အိုင်ပိုင်လောက်ရတယ်ကိုပိုင်ရှောက်လွှတ်တရတယ်ကိုပိုင် embryo ဖြစ်လာမှသုံးခွက်ရှိတယ်တော်တော်လေးပဲသူကဆက်မြစ်တယ်အဲ့ဒီပါဆိုလို့ရှိရင်ဒီကိုရဲ့ပစ္စည်းကိုစီမခတ်ခွဲလို့ရတယ်ကိုဆက်ပြတယ်လို့ကိုကြိုက်တယ်လို့ကိုတဖိုးကြတယ်လို့ကိုရဲ့ mobile လက်ရကိုကာကွယ်ခွဲရှိတယ်ထင်းသိမ့်ခွဲရှိတယ်စောင့်ရှောက်ခွဲရှိတယ်ပေါ့နော်အဲ့လိုထူးခြားချက်ရှိတဲ့ရိုက်မှနကကတော့ပြင်မှာပဲပေါ်တယ်အဲ့ဒါတော့ဒီရိုက်မှနကလို့ခေါ်တယ်ပေါ့နော်အဲ့လိုအစမြစ်တဲ့ရိုက်မှနကပေါ့နော်အဲ့တော့ဒီမှာအကြအပြတ်သိထားမှာ profile မှာပေါ်တဲ့ content production ရိုက်မှနကနဲ့ဒီပြင်မှာပေါ်တဲ့ဒီရိုက်မှနကဆိုပြီးတော့နှမျိုးရှိတယ်ပေါ့နော်ဒါကတော့ဒီရိုက်မှနကရဲ့ထူးခြားချက်ဖြစ်ပါတယ်အဲ့တော့ဒီရိုက်မှနကကိုပိုင်ဆိုင်ဖို့အတွက်ဆိုလို့ရှိရင်ဒီ original content ရဲ့ mobile layer ရဲ့ကိုပိုင်ဖန်တီးတဲ့ကိုပိုင် video edit လောက်တဲ့လူတွေအတွက်ပဲဖြစ်ပါတယ်ဒီ relation လောက်တဲ့လူတွေရဲ့နောက်ပြီးတော့ music နဲ့ခါယူသုံးတဲ့လူတွေအတွက်တော့ရိုက်မှနကလုံးဝခံစောက်ရှိမှာမဟုတ်တကယ်လို့ဒီတွားပြီးတော့ရှောင်းမဲ့ဖောင်းတယ်မယ်ဆိုလို့ရှိရင်လည်းလုံးဝဒီ submit embryo ဖြစ်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုလာပြောပြပေးတာဖြစ်ပါတယ်ဗျာအဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျာအားလုံးပဲဘုသူတော်လည်းရရှိသွားကြမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ video file မှာပေါ်တဲ့ content production ရိုက်မှနကရဲ့ပေးမှာ original ဖောင်းတယ်ပြီး embryo ဖြစ်မှာရတယ်ရိုက်မှနကရဲ့ဆိုပြီးနှမျိုးရှိတယ်ဆိုတော့သိထားလို့ရှိရင်ဒီမှာလုံလောက်ပါပြီ